ခုနှစ်ရက်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုရှောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုရှောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်ဆင်အောင်လွှဲမပါစေ2026ခုနှစ်ဇန်နဝါရီလ22ရက်နေ့ဇာတာပရိသတ်သမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဇာတာပရိသတ်သမီးများအတွက်ဒီနေ့မှာအလုံးနဲ့ပတ်သက်ပြီးသွားရင်ရဝေးမှာရှိတဲ့မိတ်ဆွေကောင်းတွေဆရာသမားကောင်းတွေနဲ့ပတ်သက်အချိတ်ဆက်ကောင်းတွေရရှိတဲ့အလုံးနဲ့ပတ်သက်ပြီးသွားရင်လည်းအလုံးနေရာတိုင်ရင်အထူးကောင်းမွန်တဲ့နေ့မျိုးဖြစ်ပါတယ်။ကျမ်းမာရေးအနေနဲ့တတိထားနော်လက်တစ်ဖက်မှာထိမိခိုင်မိတတ်တဲ့ထိခိုက်တန်ရာဆိုသလိုမျိုးတွေရတတ်တဲ့အခြေအေးမှာလည်းစိတ်အလိုမကြနေနားနေတာစိတ်တိုင်းမကြတာမျိုးတွေလည်းကြုံရတတ်တဲ့အိမ်တော်ရေးမှာတော့ဒီနေ့မှာအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ခင်မွန်းတဲ့နဲ့ပတ်သက်ပြီးသွားရင်ဝမ်းသာစရာစိတ်ချမ်းသာစရာတည်င်းစကားမျိုးတွေကြားရတတ်တဲ့ငွေရေးချင်းနဲ့ပတ်သက်ပြီးသွားရင်တော့ငွေရေးချင်းနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေကိုဇာတာပရိသတ်များအတွက်ဒီနေ့မှာအထူးသတိထားပြီးဆောင်ရွက်နော်အမှားယွင်းဖြစ်တာအစင်မပြေတာမျိုးတွေစကားပြောဆိုရတဲ့ညှင်းခုန်ရတာမျိုးတွေလေကြုံရတဲ့အကျိုးပေးတဲ့ကဏ္ဍကတော့9နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာညီညိုရောင်နဲ့အညိုရောင်ပဲဖြစ်ပါတယ်ရရိယာအနေနဲ့မိမိအိမ်ရှိဖျားမှာရွှေထမင်းကက်လူပေးရမှာဖြစ်ပါတယ်ရှင်